အားလုံးမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့နိုင်ငံမှာမကြာမီကျင်းပတော့မဲ့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနဲ့ပတ်သက်ပြီးမိဘပြည်သူများကိုအတိပေးပြောကြားလိုတာများကိုအတိပေးပြောကြားတော့မှာဖြစ်ပါတယ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲရဲ့ရွေးကောက်ပွဲအပိုင်း1ကိုအခုလာမဲ့ဒီဇင်ဘာလ28ရက်နေ့မှာစတင်ကျင်းပမှာဖြစ်ပါတယ်မိဘပြည်သူများလည်းအားလုံးသိရှိပြီးဖြစ်ပါတယ်ဒီနေ့ဆိုရင်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပဖို့ရက်ပေါင်း48ရက်တာလိုတော့တာဖြစ်ပါတယ်ရွေးကောက်ပွဲအပိုင်း1ကိုလည်း2026ခုနှစ်ဇန်နဝါရီလ17ရက်နေ့မှာကျင်းပသွားမှာဖြစ်ပါတယ်ဒီလိုပဲရွေးကောက်ပွဲအပိုင်း3ကိုလည်းရွေးကောက်ပွဲအပိုင်း2ရဲ့နှစ်ပတ်ခြားအကြာမှာကျင်းပသွားမှာဖြစ်ပါတယ်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတချို့မလိုလားသူတွေကမိဘပြည်သူတွေကိုထင်အောင်ထင်မှားဖြစ်အောင်အမျိုးမျိုးပြောဆိုနေကြတယ်သွေးတို့လှုံ့ဆော်ပေးနေရတယ်လည်းကျွန်တော်တို့တွေ့ရပါတယ်ဒါနဲ့ပတ်သက်ပြီးကျွန်တော်တို့မိဘပြည်သူတွေအသိအမြင်ရှင်းလင်းကြဖို့အတွက်ကျွန်တော်ပြောကြားတော့မှာဖြစ်ပါတယ်ကျွန်တော်တို့နိုင်ငံမှာကိုထီကိုနိုင်နဲ့နေထိုင်ခဲ့ရပြီးဘယင်စနစ်ကိုကျင့်သုံးခဲ့တဲ့အတွက်ရွေးကောက်ပွဲဆိုတာမရှိခဲ့ပါဘူးဒါပေမဲ့ကိုလိုနီခေတ်မှာတော့မြန်မာနိုင်ငံသားတွေရဲ့နိုင်ငံရေးအသိအမြင်တိုးတက်ပြောင်းလဲလာမှုနဲ့တည်းနယ်ချဲအင်္ဂလိပ်အစိုးရအောင်အုပ်ချုပ်ရေးစနစ်တွေကိုတိုးမြင့်ပြောင်းလဲပေးခဲ့ပါတယ်1920ပြည့်နှစ်မှာ GCB အသင်းကြီးပေါ်ပေါက်လာပြီးကိုပိုင်အုပ်ချုပ်ခွင့် Home Rule ကိုတောင်းဆိုခဲ့ပါတယ်နယ်ချဲအင်္ဂလိပ်အစိုးရကကိုပိုင်အုပ်ချုပ်ခွင့်တိုးမြင့်ပေးပြီးဒိုင်အာခီလို့ခေါ်တဲ့နှစ်ဦးနှစ်ဖွဲ့အုပ်ချုပ်တဲ့အုပ်ချုပ်ရေးစနစ်ကိုတိုးမြင့်ဖော်ဆောင်ပေးခဲ့ပါတယ်ဒိုင်အာခီအုပ်ချုပ်ရေးစနစ်ကိုအကောင့်ထဲပေါ်တဲ့အခါဥပဒေပြုကောင်စီအတွက်ရွေးကောက်ပွဲကို1922ခုနှစ်နိုဝင်ဘာလ21ရက်နေ့မှာကျင်းပခဲ့ပါတယ်ဒီရွေးကောက်ပွဲကကျွန်တော်တို့မြန်မာနိုင်ငံရဲ့ပထမဆုံးရွေးကောက်ပွဲဖြစ်တယ်လို့သမိုင်းမှတ်တမ်းတွေအရလေ့လာတွေ့ရှိရပါတယ်မြန်မာနိုင်ငံမှာကျင်းပခဲ့တဲ့ရွေးကောက်ပွဲတွေကိုပြန်လည်လေ့လာကြည့်ရင်1922ခုနှစ်ကနေ1948ခုနှစ်ထွေရွေးကောက်ပွဲ6ကြိမ်ပါလီမန်ခေတ်1948ခုနှစ်ကနေ1962ခုနှစ်မှာရွေးကောက်ပွဲ3ကြိမ်မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်1962ကနေ1988မှာရွေးကောက်ပွဲ4ကြိမ်နိုင်ငံတော်ညီဝတ်ပေးမှုတည်ဆောက်ရေးအဖွဲ့နိုင်ငံတော်အေးသားသားရေးနဲ့ဖွံ့ဖြိုးရေးကောင်စီ1988 2010မှာရွေးကောက်ပွဲ1ကြိမ်ဒီမိုကရေစီခေတ်2010ကနေယနေ့အထိရွေးကောက်ပွဲ6ကြိမ်အဲ့မှာတော့ရွေးကောက်ပွဲကျွန်တော်တို့3ကြိမ်နဲ့ဂျာပြရွေးကောက်ပွဲ3ကြိမ်ဖြစ်ပါတယ်ဒါရီဟာကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေဟာရွေးကောက်ပွဲမဲရွေးချယ်မှုစနစ်နဲ့မစိမ့်ဘူးနီးစပ်တယ်ဆိုတာကိုပေါ်လွင်စေပါတယ်နိုင်ငံတော်အစိုးရတွေကရွေးကောက်ပွဲကိုကျင်းပပေးခဲ့ပြီးခေတ်ဆက်ဆက်ကနိုင်ငံသားတွေကလည်းမိမိတို့ရဲ့အခွင့်အရေးကိုအမိအယအသုံးချပြီးမဲပေးရွေးချယ်မှုတွေကိုဆောင်ရွက်ခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့နိုင်ငံမှာပြည်သူလူထုလိုလားတောင်းတတဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုဖွဲ့စည်းပုံအခြေခံဥပဒေ2008ခုနှစ်နဲ့အညီအကောင့်ထဲပေါ်နေတာဖြစ်ပါတယ်ပါတီစုံဒီမိုကရေစီစနစ်အတွက်ပထမအကြိမ်ရွေးကောက်ပွဲကို2010ပြည့်နှစ်နိုဝင်ဘာလ9ရက်နေ့မှာကျင်းပခဲ့ပြီး2011ခုနှစ်ဇန်နဝါရီလ31ရက်နေ့မှာပထမအကြိမ်လွှတ်တော်အစည်းအဝေးကျွန်တော်တို့ကျင်းပနိုင်ခဲ့ပါတယ်ဒုတိယအကြိမ်ပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲကိုတော့2015ခုနှစ်နိုဝင်ဘာလ10ရက်နေ့မှာကျင်းပခဲ့တယ်ဒုတိယအကြိမ်လွှတ်တော်အစည်းအဝေးကိုတော့2016ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မှာကျင်းပခဲ့တာဖြစ်ပါတယ်တတိယအကြိမ်ပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲကို2020ပြည့်နှစ်နိုဝင်ဘာလ10ရက်နေ့မှာကျင်းပခဲ့တယ်အဲ့ရွေးကောက်ပွဲမှာမဲပတမာမှုတွေများစွာရှိခဲ့တယ်အဲ့တုန်းကရွေးကောက်ပွဲကော်မရှင်ရဲ့တရားဝင်ထုတ်ပြန်ချက်အရမဲပေးပိုင်ခွင့်ရှိသူဟာ38တန်းခန့်ရှိပါတယ်မဲမတမာမှုဖြစ်နိုင်ကြောင်းတွေးရှိခဲ့တဲ့အရေးအတွက်ကတော့10.4တန်းဖြစ်ပါတယ်1000လည်းမဟုတ်တော့1000လည်းမဟုတ်ပါဘူးတသိန်းလည်းမဟုတ်ပါဘူးတသန်းလည်းမဟုတ်ပါဘူး10တန်းကျော်ဖြစ်ပါတယ်မဲပေးပိုင်ခွင့်ရှိတဲ့လူဦးရေထက်4ပုံ1ပုံလောက်ဖြစ်ပါတယ်ဒီမတမာမှုတွေအတွက်နိုင်ငံရေးပါတီတွေနဲ့တပ်မတော်ဟာပထမဆင့်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကိုဥပဒေလုပ်ထုံးလုပ်နည်းနဲ့အညီဖြည့်ရှင်းဖို့ပြောခဲ့တယ်ဒါကိုညှင်းဆန်တဲ့အတွက်ဒုတိယဆင့်ပြည်ထောင်စုလွှတ်တော်အထူးအစည်းအဝေးခေါ်ပေးဖို့နည်းစနစ်တကျတောင်းဆိုခဲ့ပါတယ်ထပ်မံညှင်းဆန်ခဲ့ပါတယ်တတိယဆင့်အစိုးရပြည်ထောင်စုလွှတ်တော်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တစ်ခုခုကနီလန်းရှာဖြည့်ဆင်းပေးဖို့ထပ်မံတောင်းဆိုခဲ့တယ်လည်းညှင်းဆန်ခဲ့ပါတယ်ဒီအဆင့်တွေအားလုံးပြီးတော့ကျွန်တော်တို့အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ
အစည်းအဝေးခေါ်ပေးဖို့နှစ်ကြိမ်တိုင်တောင်းဆိုတာမှလည်းဖြည့်ရှင်းပေးမှုမရှိပါဘူးဒီဖြည့်ရှင်းမပေးဘဲတတိယကြိမ်လွတ်တော်ခေါ်ယူဖို့အစိုးရဖွဲ့ဖို့အတင်းအဓမ္မဆောင်ရွက်ခဲ့တဲ့အတွက်ဖွဲ့စည်းပုံအခြေခံဥပဒေ2008ခုနှစ်အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များနဲ့2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မှာတပ်မတော်ကနိုင်ငံတော်ရဲ့တာဝန်အရရပ်ကိုရယူခဲ့ရပါတယ်ဒါတွေဘာကြောင့်ပြန်ပြောနေလဲဆိုတော့ဒီဖြစ်စဉ်တွေမှာဘဒူတွေကဥပဒေနဲ့အညီတရားနိလန်းကြတောင်းဆိုခဲ့တယ်ဘဒူတွေကဥပဒေကိုလစ်လူရှုမျက်ွယ်ပြုတ်ခဲ့တယ်လေဆိုတာပမိုင်းကြေစေခြင်းလို့ပြန်ပြောပေးခြင်းဖြစ်ပါတယ်ဒီဖြစ်စဉ်တွေမှာကျွန်တော်ကိုယ်တိုင်လည်းတပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့အနေနဲ့သတင်းစာရှင်းလင်းပွဲတွေအကြိမ်ကြိမ်ပြုလုပ်ခဲ့တယ်နိုင်ငံတကာမီဒီယာတွေရှေ့မှာပဲအထောက်အထားခိုင်လုံစွာနဲ့ပြောပြခဲ့တယ်အထောက်အထားခိုင်လုံစွာနဲ့တက်တည်ပြခဲ့ပြီးဖြစ်ပါတယ်မြန်မာတမာမှုဖြစ်ခဲ့တာကိုတရားနိလန်းတကျဖြေရှင်းမပေးဘဲနိုင်ငံတော်အာဏာကိုအဓမ္မနည်းနဲ့ရယူဖို့ကြိုးစားခဲ့တဲ့ NLD အစိုးရနဲ့သူတို့ဖွဲ့စည်းပေးတဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့ကတာပြည်သူလူထုတရက်လုံးနဲ့နိုင်ငံတော်ရဲ့စစ်မှန်စီမံပေးပါတဲ့ပါတီစုံဒီမိုကရေစီနဲ့ရှောက်လန်းမှုကိုရည်ရွယ်ချက်ရှိဖျက်ဆီးခဲ့တာဖြစ်ပါတယ်ပြည်သူတွေလိုတောင်းကြခဲ့တဲ့ဒီလိုဖျက်ဆီးခံရတဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုကျွန်တော်တို့ကနီးစနစ်ကြသွားပြန်လဲတိဆောက်ပေးနေခြင်းပဲဖြစ်ပါတယ်ကျွန်တော်တို့ကျင့်သုံးတဲ့ဒီမိုကရေစီစနစ်အရမိမိကိုယ်စားဆောင်ရွက်မဲ့လွတ်တော်ကိုယ်စားလှယ်တွေကိုပြည်သူလူထုကရွေးကောက်တင်မြှောက်ပေးရတာဖြစ်ပါတယ်အခုကျင်းပမဲ့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာမဲပေးပိုင်ခွင့်ရှိတဲ့နိုင်ငံသားတိုင်းကိုလည်းမဲပေးကြပါလို့အလေးအနက်ထားတိုက်တွန်းပြောကြားလိုပါတယ်ဘာလို့ကျွန်တော်ဒီလိုပြောကြားနေတာလဲဆိုတော့ရွေးကောက်ပွဲဆိုတာပြည်သူအတန်ကိုနားထောင်ပြည်သူကောင်းကျိုးဆန္ဒကိုဖြည့်ဆည်းပေးနိုင်တဲ့အမြန်ဆုံးသောရန်ရာတစ်ခုဖြစ်ပါတယ်ကျွန်တော်ထပ်ပြောပါမယ်ရွေးကောက်ပွဲဆိုတာပြည်သူအတန်ကိုနားထောင်ပြီးပြည်သူတွေရဲ့ကောင်းကျိုးဆန္ဒကိုဖြည့်ဆည်းပေးနိုင်တဲ့အမြန်ဆုံးသောရန်ရာတစ်ခုဖြစ်ပါတယ်ဒီရွေးကောက်ပွဲမှာပြည်သူလူထုအနေနဲ့ကိုယ်နဲ့အမြင်သူတွေကိုဖြစ်ချင်တဲ့ဆန္ဒကိုထပ်တူဒါမှမဟုတ်အနည်းဆက်ဆုံးဖြည့်ဆည်းပေးနိုင်တဲ့သူတွေနိုင်ငံတော်ရဲ့အကျိုးစီးပွားပြည်သူလူထုရဲ့အကျိုးစီးပွားကိုကိုစားပြုဖော်ဆောင်ပေးနိုင်တဲ့သူတွေကိုကိုယ်တိုင်ရှာဖွေရွေးချယ်ခွင့်ရရှိမှာဖြစ်ပါတယ်ကိုရွေးချယ်ပေးလိုက်တဲ့ရွေးကောက်ခံကိုယ်စားလှယ်ကကိုယ့်အပေါ်ကိုယ့်ဒေသအပေါ်တာဝန်ယူမှုတာဝန်ခံမှုအပြည့်ရှိဖို့စောင့်ကြည့်ထိမ့်သိမ်းနိုင်မှာလည်းဖြစ်ပါတယ်ရွေးကောက်ပွဲမှာမဲပေးသူများလေရွေးကောက်ခံကိုယ်စားလှယ်တဦးဟာပို့ပြီးတာဝန်ရှိလေဖြစ်ပါတယ်ကိုဖြစ်ချင်တာကိုလိုအပ်တာကအစပြုပြီးကိုပါဝင်ခြင်းကိုမြို့ကိုရွာကိုဒေသတိုးတက်ဖွံ့ဖြိုးရေးကောင်းကျိုးလိုရာဆန္ဒတွေဖြစ်တဲ့ဖြစ်တိုက်တဲ့ဆန္ဒတွေကိုကိုရွေးချယ်တဲ့ကိုယ်စားလှယ်ကနေတဆင့်အစိုးရစီကိုတောင်းဆိုနိုင်ခွင့်ရရှိမှာဖြစ်ပါတယ်ဒီအခွင့်အရေးကိုမိဘပြည်သူအားလုံးကလက်လွတ်မခံကြဖို့ပြောကြားလိုပါတယ်ဒီနေ့မှာရွေးကောက်ပွဲနဲ့ပတ်သက်ပြီးနိုင်ငံတကာအသိအမှတ်ပြုမှုဆိုတာနဲ့ပတ်သက်ပြီးကျွန်တော်ပြောလိုပါတယ်2024ခုနှစ်ကကမ္ဘာတဝန်းမှာကျင်းပခဲ့တဲ့ရွေးကောက်ပွဲများမှာတည်ဆဲအစိုးရတွေပေါ်နိုင်ငံတကာကဝင်ရောက်ဆွတ်ဖက်မှုတွေပါဝင်တဲ့အတင်းအကျပ်ပြုလုပ်မှုဖြစ်စဉ်များကိုလည်းကျွန်တော်တို့တွေ့မြင်နိုင်ပါတယ်နိုင်ငံတကာဒီမိုကရေစီနဲ့ရွေးကောက်ပွဲအထောက်အကူပြုအဖွဲ့ရဲ့ website မှာရွေးကောက်ပွဲဆိုင်ရာနှစ်စဉ်အစီရင်ခံစာအရကမ္ဘာတဝန်းလုံးမှာပြုလုပ်ခဲ့တဲ့ရွေးကောက်ပွဲ84ခုမှာ22ခုသာတည်ငြိမ်စွာကျင်းပနိုင်ခဲ့ကြောင်းတွေ့ရပါတယ်။ကျန်တဲ့ရွေးကောက်ပွဲတွေမှာတော့ဗိမောက်တာတွေရက်လက်အငင်းပွားတာတွေဆန္ဒပြတာတွေအကြမ်းဖက်မှုအချို့တောင်မှဖြစ်ပွားခဲ့ပါတယ်။နိုင်ငံတကာရဲ့ဝေဖန်မှုဝင်ရောက်ဆွတ်ဖက်မှုတွေကိုလည်းတွေ့ရပါတယ်။ရွေးကောက်ပွဲတစ်ခုကိုတမာတမရှိစွာကျင်းပနိုင်ခြင်းဟာသက်ဆိုင်ရာနိုင်ငံများရဲ့နိုင်ငံရေးရည်ချိန်နဲ့သာသက်ဆိုင်ပြီးကမ္ဘာတဝန်းမှာရှိတဲ့ဒီမိုကရေစီရင့်တန်ပါတယ်ဆိုတဲ့နိုင်ငံများတောင်မှရွေးကောက်ပွဲဆိုင်ရာရလဒ်များနဲ့ပတ်သက်ပြီးဝေဖန်ခံရမှုစိန်ခေါ်မှုများရင်ဆိုင်ခဲ့ရလေရှိပါတယ်ကျွန်တော်နိုင်ငံဟာတမိုင်းကြောင်းအရာဖြစ်စေနိုင်ငံရေးမူအရာဖြစ်စေအချုပ်အခြာအာဏာပိုင်ပြီးလွတ်လပ်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်ကျွန်တော်နိုင်ငံရဲ့အချုပ်အခြာအာဏာဟာမြန်မာနိုင်ငံသားတိုင်းဆာမှဆင်းသက်ပြီးမြန်မာနိုင်ငံတဝန်းလုံးမှာတည်ပါတယ်ပြီးတော့ကျွန်တော်နိုင်ငံရဲ့နိုင်ငံသားရေးမူဝါဒဟာလွတ်လပ်ရေးတွက်ကြပြီးဗတ်မလိုက်တဲ့မူဝါဒကိုကျင့်သုံးနေတာဖြစ်ပါတယ်မြန်မာနိုင်ငံဟာဘယ်တော့မှနောင်လဲဘယ်တော့မှသူ
သူများတိုင်းပြည်ရဲ့ပြည်တွင်းရေးကိုဝင်ရောက်ဆွတ်ဖက်မှာမဟုတ်ပါဘူးဒီလိုပါပဲကျွန်တော်တို့နိုင်ငံရဲ့ပြည်တွင်းရေးကိုယ်နိုင်ငံကိုယ်သမိုင်းကြောင်းနဲ့အညီဆောင်ရွက်ရတဲ့ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေဟာကျွန်တော်တို့နိုင်ငံရဲ့ပြည်တွင်းရေးတက်တဲ့ကျွန်တော်တို့နိုင်ငံရဲ့ပြည်သူတွေရဲ့အရေးတက်တာဖြစ်ပါတယ်တိုင်းတစ်ပါးနိုင်ငံများရဲ့ဩဇာအာဏာနဲ့မြည်သည့်ဝင်ရောက်ဆွတ်ဖက်မှုကိုမှကျွန်တော်တို့နိုင်ငံရဲ့ရွေးကောက်ပွဲအောင်မြင်အောင်ကျင်းပရေးခရီးလမ်းကိုပြတ်ပြားအောင်ဒါမှမဟုတ်ပြောင်းလဲအောင်လုပ်လို့မရဘူးဆိုတာကိုရှင်းရှင်းလင်းလင်းပြောကြားလိုပါတယ်ကျွန်တော်တို့ကမြန်မာနိုင်ငံသားတွေဖြစ်တယ်မြန်မာနိုင်ငံသားရဲ့အနာဂတ်ကိုမြန်မာနိုင်ငံသားတွေကပဲဖန်တီးပိုင်ခွင့်ရှိပါတယ်မြန်မာအရေးကိုရွေးကောက်ပွဲမေးပေးတဲ့ကျွန်တော်တို့နိုင်ငံသားတွေကပဲအပိမတ်ပြုဆုံးဖြတ်ရပါမယ်ဒါဆိုရင်လုံလောက်နေပြီဖြစ်ပါတယ်မြန်မာနိုင်ငံမှာတရားမျှတတဲ့အထွေထွေရွေးကောက်ပွဲကိုဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှဦးဆောင်ပြီးကျင်းပပေးသွားမှာဖြစ်ပါတယ်ယခုကျင်းပပေးမဲ့ရွေးကောက်ပွဲမှာနိုင်ငံရေးပါတီ58ပါတီနဲ့တတိပုဂ္ဂလကိုယ်စားလှယ်လောင်း95ဦးတို့စုစုပေါင်းကိုယ်စားလှယ်လောင်း9000ကျော်ဝင်ရောက်ရှင်ပြိုင်မှာဖြစ်ပါတယ်ယခုကျင်းပတဲ့ရွေးကောက်ပွဲမှာတိုင်းသားများနဲ့လူထုလူသန်းသောအလားများကိုကိုစားပြုခဲ့တဲ့သူတွေလွတ်တော်ထဲမှာကြဲကြဲပြန့်ပြန့်ပါဝင်လာနိုင်ဖို့အတွက်ပြည်သူ့လွတ်တော်ကို FPTP စနစ်အမျိုးသားလွတ်တော်နဲ့တိုင်းဒေသကြီးပြည်နယ်လွတ်တော်ကိုရောနှောထားတဲ့ကိုယ်စားလှယ်အချိုးကျစနစ် NBNB တို့ကိုအသုံးပြုပြီးကျွန်တော်တို့ဆောင်ရွက်သွားမှာဖြစ်ပါတယ်မြန်မာနိုင်ငံရွေးကောက်ပွဲအပေါ်မှာကွဲပြားခြားနားတဲ့နိုင်ငံတကာတုံ့ပြန်မှုတွေရှိနေတော့လဲမိတ်ဖက်နိုင်ငံများရဲ့ထောက်ခံမှုများကတော့ကျွန်တော်တို့အခိုင်အမာရရှိပြီးဖြစ်ပါတယ်မြန်မာနိုင်ငံရဲ့ရွေးကောက်ပွဲလုပ်ငန်းစဉ်များကိုလည်းအားလုံးကအတိအမှတ်ပြုပြီးဖြစ်ပါတယ်ကိုယ်နိုင်ငံရဲ့ရွေးကောက်ပွဲလုပ်ငန်းစဉ်များကိုလိပ်ပြလုံစွာဆောင်ရွက်ထားတဲ့အတွက်မြန်မာနိုင်ငံရဲ့မိတ်ဖက်နိုင်ငံများနိုင်ငံတကာအဖွဲ့အစည်းများအခြားနိုင်ငံများကိုပါကျွန်တော်တို့ရဲ့ပွင့်လင်းမြင်သာတဲ့ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကိုလာရောက်ကြည့်ရှုလေ့လာဖို့ဖိတ်ခေါ်ထားပြီးဖြစ်ပါတယ်ဒါအတူပဲပြည်တွင်းပြည်ပနိုင်ငံတကာမီဒီယာများကိုလည်းဖိတ်ခေါ်ထားပြီးဖြစ်ပါတယ်မျက်မှတ်သားမှုများမရှိသေးဖို့ခင်မီနေပညာသုံး MEVM စက်များကိုလည်းအသုံးပြုထားတာဖြစ်ပါတယ်ဒါကြောင့်ရွေးကောက်ပွဲကထွက်ပေါ်လာတဲ့လွတ်တော်ဟာဂုဏ်သိက္ခာရှိတဲ့လွတ်တော်တရားဖြစ်ကြောင်းကမ္ဘာကိုချပြနိုင်မှာဖြစ်ပါတယ်စစ်မှန်စီကားပြေးသွားတဲ့ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာပြီးဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုကြီးတည်ဆောက်ရေးဆိုတဲ့နိုင်ငံရေးရည်မှန်းချက်အရွေးတစ်ခုဟာအစိုးရပြည်သူတပ်မတော်သက်ဆိုင်ရာအဖွဲ့အစည်းများဂျိုင်းတူဝိုင်းပြီးတွန်းကြရင်ဖြင့်ပန်းတိုင်ကိုမှန်မှန်နဲ့မြန်မြန်ရောက်ရှိလာမှာဖြစ်ပါတယ်ဒါကြောင့်ဒီနှစ်ဒီဇင်ဘာလနဲ့နောက်နှစ်ဇန်နဝါရီလအတွင်းမှာကျင်းပမဲ့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးအောင်အောင်မြင်မြင်ပြီးမြောက်စေဖို့အတွက်ပြည်သူတရားလုံးကပူးပေါင်းပါဝင်ပြီးဆန္ဒမဲပေးကြပါစို့လို့ပြောကြားလိုပါတယ်2025ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမုတ်ချအောင်မြင်ရပါမယ်အားလုံးကိုကျေးဇူးတင်ရှိပါတယ်